အားလုံးပဲမင်္ဂလာပါရှင်မမေကပေါ့နော်ဒီညီမလေးရဲ့ကွန်မန့်လေးကိုတစ်ချက်လောက်ဖြည့်ပေးခြင်းတယ်ပေါ့နော်သူမှတ်ထားတာလေးကညီမလူတာတဲ့မျက်နှာပုံမဲသွားတယ်တဲ့သူကမမေရဲ့ဒီ IP Suncream ကြော်ညာလေးရဲ့ပို့အောက်မှာမှတ်ထားတာလေးပေါ့နော်သူကဒီ IP Suncream ကိုလူးလို့မျက်နှာသူ့မျက်နှာပုံမဲသွားတယ်ပေါ့အဲ့လိုမျိုးပြောချင်တာပေါ့နော်Suncream ကိုလိမ့်လို့မျက်နှာမဲသွားတယ်ဆိုတာကတချို့တွေမှာဖြစ်ကောင်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုရင်တချို့ Suncream တွေဆိုရင်တုံးအပ်တွေပါတဲ့အတွက်လိမ့်ကစားမှာဖြူသလိုခံစားရပြီးတော့ပေါ့နော်နောက်ပိုင်းမှာမဲညစ်ညစ်ပုံစံကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကကြတော့ chemical Suncream မှာဖြစ်တတ်တယ်မမေတို့ရောင်းတဲ့ဒီ IP Suncream လေးကကြတော့ physical Suncream ဖြစ်တဲ့အတွက်နေအောင်ကြည်တွေကထွက်တဲ့ UV ray တွေကိုသူကခံနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုရင်သူကလေ SPF 50 plus PA ပလက်လေးလုံးပါဝင်တဲ့အတွက်ဒါပေမဲ့နေအောင်ကြည်တဲ့ကိုထွက်မယ်ဆိုရင် 100% တော့မကာကွယ်ပေးနိုင်ဘူးပေါ့နော်98လောက်တော့ကာကွယ်ပေးနိုင်တယ်နောက်တစ်ခုကကြတော့ကိုကဒီမျက်နှာမဲသွားတယ်ဆိုတာဘာကြောင့်ဖြစ်ရလဲဆိုရင်ကိုက Suncream ရွေးချယ်တဲ့အခါမှာလဲဒီပေါ့နော်ကိုယ့်ရဲ့မျက်နှာက white skin dry skin sensitive skin ဒါတွေနဲ့လည်းကိုကကိုက်ညီတဲ့ Suncream မျိုးကိုလည်းရွေးချယ်ပေးတဲ့နဲ့အဲ့လိုကြောင့်လည်းဖြစ်တတ်တယ်နောက်တစ်ခုကကြတော့တင်ရောင်ကြီးတဲ့ကိုကထွက်မယ်ဆိုရင်လုံလောက်တဲ့ပမာဏเนาะလုံလောက်တဲ့ Suncream ပမာဏကိုလိမ့်ပေးတဲ့နဲ့ကိုကတချို့တွေဆိုရင် Suncream ကိုကုန်ပါဆိုလို့နည်းနည်းလေးပဲလိမ့်နေပေါ့နော်အဲ့ဒါကြတော့မှားပါတယ်ဒီအပြင်ကိုကထွက်မယ်ဆိုမဖြစ်မနေထွက်ရတယ်အပြင်နေအောင်ရဲမှာလည်းအလုံးလို့ရမယ်ဆိုရင်မမေတို့ဆိုရင်တနေ့ကို Suncream ကို2ကြိမ်လိမ့်ပါတယ်2နာရီကြာတစ်ခါပေါ့နော်လက်ညိုး2ညိုးစာနော်လက်ညိုး2ညိုးစာပမာဏလိုအပ်တဲ့ပမာဏလိမ့်ပေးမှာကိုကအပြင်သွားတာပဲဖြစ်နေအောင်ကြီးကထွက်တဲ့ UV ray တွေကိုကခံနိုင်မှာတင်းတိတ်ဖြစ်နေတဲ့သူတွေဆိုလဲတင်းတိတ်ကိုဆက်ပြီးတော့မပွားအောင်ကာကွယ်ပေးတယ်မဖြစ်သေးတဲ့သူတွေဆိုရင်ကြိုတင်ကာကွယ်ပြီးတော့လိမ့်ပေးတဲ့ Suncream လေးပေါ့နော်နောက်တစ်ခုကကြတော့ကိုကဒီပေါ့နော် Suncream ကကြတော့ဒီမျက်နှာမဲသွားတယ်ဆိုတာဘာကြောင့်လဲဆိုရင်ပေါ့နော်ကိုကနေအောင်ကြီးတဲ့ကိုသွားမယ်လိုအပ်တဲ့ပမာဏမလိမ့်ထားဘူးဆိုရင်ကိုမျက်နှာသားကြီးကအစီအရန်ပြန်တက်တဲ့သူတွေဆိုရင်ချွေးတွေနဲ့ရောပြီးတော့ပေါ့နော်ကိုမျက်နှာအသားကြီးကဒီမျက်နှာညိုညစ်ညစ်ပုံစံကြီးဖြစ်သွားသလိုဖြစ်တတ်တယ်ပေါ့နော်အဓိကကြတော့လိုအပ်တဲ့ပမာဏမလိမ့်လို့ဒါကြောင့်မျက်နှာမဲတယ်ဆိုတာလေးကိုသူတို့ကပြောကြတာအမှန်မှန်မဟုတ်ဘူးမျက်နှာကိုမျက်နှာသားကြီးအစီအရန်ပြန်တက်တဲ့အတွက်ချွေးနဲ့ရောပြီးတော့မဲသလိုကြီးခံစားရတာသူကကြတော့ water type လေးဖြစ်တဲ့အတွက်မဲအောင်တော့ထုတ်လုပ်ထားတဲ့ Suncream တော့မဟုတ်ဘူးနောက်တစ်ခုကသူကညပိုင်းမှာလုံးဝလိမ့်မအေးရပါဘူးညပိုင်းမှာကိုကနှမျောလို့ဖြစ်ရမှာဆိုလို့လိမ့်ထားမိတယ်ဆိုရင်မျက်နှာအစီဘူးတွေထွက်လာမယ်ညိုညစ်ညစ်ကြီးတွေဖြစ်လာမယ်အဲ့လိုမျိုးဆိုရင်လည်းမဲသွားသလိုပုံစံမျိုးဖြစ်စေတတ်ပါတယ်လို့เนาะဒါကြောင့်မလို့ဒီ Suncream ကို3ပုံ3နည်းလေးကိုလည်းပြောပြပေးလိုက်ပါတယ်ညီမလေးကျေးဇူးပါ